မင်းကလေးတယောက်ဟာရေကန်ထဲကနေထူးဆန်းတဲ့အိုးတစ်လုံးကိုကောက်ရခဲ့ပါတယ်။သူမဟာအဲ့ဒီအိုးထဲမှာပါတဲ့လက်ပတ်ကိုဝစ်ဆင်ပြီးခလုတ်ကိုအသားလေးနှိပ်လိုက်တဲ့အခါမှာတော့တစ်ကမ္ဘာလုံးဟာရုတ်တရက်တိတ်ဆိတ်သွားပါတော့တယ်။သူမရဲ့အမေနဲ့လမ်းပေါ်ကလူတွေအားလုံးဟာကြောက်ရွံ့တွေလိုတောင်ခဲသွားကြတာပါ။တကယ်တော့အဲ့ဒါဟာအချိန်ကိုရက်တန့်ပေးနိုင်တဲ့စက်ပစ္စည်းတစ်ခုဖြစ်နေပါတယ်။နောက်တစ်နေ့မှာတော့သူမဟာဒီလျှို့ဝှက်ချက်ကိုသူမရဲ့ချစ်သူကိုပြောပြလိုက်ပါတယ်။သူတို့နှစ်ယောက်စလုံးလက်ပတ်တွေကိုဝစ်ဆင်ပြီးခလုတ်ကိုထပ်နှိပ်လိုက်တဲ့အခါအချိန်တွေတစ်ဖန်ပြန်ရက်တန့်သွားပြန်ပါတယ်။လူတွေအားလုံးဟာဘာလို့ပြန်မှုမှမရှိဘဲရက်တန့်နေကြတာပါ။အချိန်ကြာလာတာနဲ့အမျှသူတို့နှစ်ယောက်ဟာပိုပြီးရဲတင်းလာကြပါတယ်။မင်းကလေးဟာလမ်းသွားလမ်းလာတွေစီကပတ်စံတွေကိုယူတယ်။အမျိုးသမီးအုပ်ထုပ်ကိုအမျိုးသားတစ်ယောက်ရဲ့ခေါင်းပေါ်တင်ပေးခဲ့ပါတယ်။ဆိုင်တွေထဲကပစ္စည်းတွေကိုလည်းစိတ်ကြယူယုံတင်မကပဲသူမဟာတံမိုးကြီးကောင်းဝင်တစ်ထည်ကိုပါလဲဝှက်လိုက်ပါသေးတယ်။အဲ့ဒီနောက်မှာတော့ဆိုင်ကြီးတအိမ်ထဲကိုခိုးဝင်ပြီးသူတို့အိမ်လိုမျိုးစိတ်တိုင်းကြနေထိုင်ခဲ့ကြပါတယ်။ဒီလိုခံစားချက်မျိုးကသူမကိုတာယာမိစေခဲ့တာပေါ့။သူမဟာကားတစ်စီးပေါ်မှာမတ်တက်ရက်ပြီးတစ်ကမ္ဘာလုံးဟာသူမပိုင်ဆိုင်တယ်လို့မျိုးခံစားနေရတယ်လို့ဒီလိုရက်တက်နေတဲ့ကမ္ဘာကြီးထဲမှာပဲထာဝရနေထိုင်သွားခြင်းနေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ချစ်သူကတော့ဒီဘဝကိုညှိငွေ့လာပါပြီ။တလားလောက်ကြာတဲ့အခါမှာတော့အချိန်ကိုပုံမှန်အတိုင်းပြန်ဖြစ်အောင်လုပ်ဖို့သူကအကြံပေးပါတယ်။မင်းကလေးလည်းအိုးကိုထုတ်ပြီးခလုံးနှိပ်ဖို့လုပ်ပေမဲ့အချိန်ရက်တဲ့ဆက်ကပြတ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီနေရာမှာထာဝရပိတ်မိနေတော့မယ်ဆိုတဲ့အသည့်နဲ့သူမချက်ချင်းထိတ်လန့်သွားပါတယ်။သူမဟာဝက်ဦးလက်ကိုယူပြီးအမြန်ပြင်ဖို့ကြိုးစားပါတယ်။ကံကောင်းတာကဘက်ထရီကုန်သွားတာပဲဖြစ်နေတာပါ။အိမ်ကြီးချင်းမှာဒီလိုဘက်ထရီမျိုးရှိတာကိုသတိရတာနဲ့သူတို့နှစ်ယောက်အဲ့ဒီအိမ်ကိုအပြေးလွှားသွားကြပါတယ်။ဘက်ထရီကိုအလွယ်တကူရှာတွေ့ခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲမင်းကလေးဟာသူမအမေရဲ့နားကပ်တွေကိုမြင်လိုက်ရပါတယ်။သူမအိတ်ခမ်းထဲကိုပြေးဝင်ကြည့်လိုက်တဲ့အခါမှာတော့အမေဖြစ်သူဟာအိမ်ကြီးချင်းနဲ့အတူရှိနေတာကိုတွေ့လိုက်ရပါတယ်။ဒီမြင်ကွင်းကြောင့်သူမဒေါသတွေအလိမ့်လိုက်ထွက်လာပြီးအမေရဲ့အဝတ်စားတွေကိုတကားအပြင်ဘက်ကိုပစ်ထုတ်လိုက်ပါတော့တယ်။ချစ်သူဖြစ်သူကဘေးကနေချုံမော့ဖို့ကြိုးစားပေမဲ့သူမကပိုပြီးဒေါသထွက်ကသူ့ကိုစိတ်နာစရာစကားတွေပြောဆိုလိုက်ပါတယ်။ချစ်သူဖြစ်သူလည်းစိတ်ပြက်လက်ပြက်နဲ့ဘက်ထရီကိုပေးပြီးထွက်သွားပါတော့တယ်။မင်းကလေးဟာအခန်းထဲကိုပြန်ဝင်သွားတဲ့အခါမှာတော့အရင်ကတခါမှမမြင်ဘူးတဲ့အမေရဲ့လွတ်လပ်ပေါ်ပါတဲ့အပြုံးကိုတွေ့လိုက်ရပါတယ်။တကယ်တော့သူမရဲ့အမေဟာတခါမှတကယ်မပျော်ရွှင်ခဲ့ဘူးပဲသမီးဖြစ်သူအတွက်နဲ့ပဲအရာရာကိုအောင်ရဲတိခံခဲ့တာဆိုတာကိုသူမရိပ်မိသွားပါတယ်။အဲ့ဒီအချိန်မှာပဲသူမဟာအမေရဲ့အမားကိုခွင့်လွှတ်ဖို့ဆုံးဖြတ်လိုက်ပြီးဘက်ထရီကိုယူကာထွက်လာခဲ့ပါတယ်။သူမဟာချစ်သူကိုတောင်းပန်ခြင်းပေမဲ့သူကတော့မရှိတော့ပါဘူး။သူမဟာမျိုးအနှက်လိုက်ရှာပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပထမဆုံးဆုံခဲ့တဲ့နေရာမှာသူ့ကိုတွေ့လိုက်ရပါတယ်။မင်းကလေးဟာငိုယိုပြီးသူ့စီပြေးသွားကတွတ်တောင်းပန်နေပေမဲ့သူကဘာမှပြန်မပြောပါဘူး။အနားကိုရောက်သွားတဲ့အခါမှာတော့သူဟာလက်ပတ်ကိုချွတ်ထားခဲ့ပြီဆိုတာကိုသူမမြင်လိုက်ရပါတယ်။သူမနဲ့အတူရှိနေရမယ့်အစားတခြားလူတွေလိုပဲအချိန်တွေရက်တက်နေတာကိုသူပိုပြီးလိုလားတယ်ဆိုတာသူမနားလည်သွားပါတော့တယ်။မင်းကလေးဟာမျောလင်းချက်ကင်းမဲ့စွာနဲ့ပဲခလုတ်ကိုနှိပ်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့လက်ပတ်ဟာမြေပြင်ပေါ်ကိုပြုတ်ကျသွားပြီးကဘာကြီးဟာပုံမှန်အတိုင်းပြန်လဲပတ်သွားပါတော့တယ်။အချိန်ကိုရက်တန့်ထားနိုင်ရင်တောင်မှသူတို့ရဲ့အချစ်တွေကတော့ပျောက်ကွယ်သွားခဲ့ပါပြီ။